နေ့ကကျွန်တော်ဒီကောင်ချိုးပလိုက်တယ်နော်ချိုးပလိုက်တယ်တကယ်ကြီးချိုးပလိုက်တယ်ဘယ်နေရာချိုးပလိုက်လဲဆိုတော့ကျွန်တော်ပြရပြီနော်တကယ်ကြီးချိုးပလိုက်တာဗျာဟိုစတာပါတကယ်လဲချိုးလိုက်တာမဟုတ်ဘူးဒါပေမဲ့ခင်ဗျားတို့ကျွန်တော်ပြရ2ရုပ်သိရမလားဟိုနေ့ကကျွန်တော်2ရုပ်ပြရတဲ့အချိန်မှာဖတ်ကနေဆိုပြီးပြုတ်ချသွားထီးမှာကျိုးရတယ်ပြချင်စောနဲ့သိရမလားကင်လိုက်တာလက်နဲ့တုံသွားတာပေါ့ဗျာအဲ့ခါကျတော့ဘာလုပ်လို့ရလဲဆိုတော့ဘာမှလုပ်မရတော့ဘူးဒါပေမဲ့ကျွန်တော်စုတဲ့အယုတ်ဖြစ်နေတဲ့အတွက်ကြောင့်ဘာမှမဖြစ်သွားဘူးတော်သေးတာဟိုကောင်ကြီးမပြုတ်ကြတာပဲကျေးဇူးတင်ရမလို့တော့ဖြစ်နေတော်သေးတာတကယ်ဟိုကောင်ကြီးပြုတ်ကြတော့သွားပြီး2သိန်းကျော်ရင်းမှာအောက်မှာဟိုကောင်ကလည်းဝယ်ရခက်တာနဲ့ special version နဲ့ဝယ်ရခက်ဒီကောင်တော့မှနည်းနည်းမဝယ်ရခက်သေးဘူးဒီကောင်ပဲချိန်ဝယ်ရခက်မှကျွန်တော်ပြောပြမယ်နောက်2လနေဒီကောင်ကအနည်းဆုံးမရှိဘူးဆိုကျွန်တော်ခက်မှန်ကျွန်တော်ပြောမယ်3,200,000အောက်ကိုမသွားဘူးဒီကောင်နော်3,200,000အောက်ကိုမသွားဘူးဒီကောင်နော်နောက်အခု8,000ခွဲနဲ့ကျွန်တော်ရောင်းမိတယ်ဒီထက်နည်းကောင်းနည်းတဲ့ဆိုင်တွေလည်းရှိတယ်ဒါပေမဲ့ COD ရမှယူပေါ့ဗျာနော် COD ရမှယူနော်တန်းမလွှဲနဲ့နော်ကျွန်တော်ခဏကျွန်တော်ဗီဒီယိုတိုင်းမှာကျွန်တော်ပြောတယ်ကျွန်တော်ဒီမှာမဝယ်လဲကိစ္စမရှိဘူးကျွန်တော်ကပြပေးတာဒါပေမဲ့ကျွန်တော်ဆိုင်ကျွန်တော်ဖွင့်ထားဒီဆိုင်ကန်းစောက်တာဒီဆိုင်ကန်း charges တွေဘာညာတွေရှိလို့ကျွန်တော်မှဟိုဒီဆိုင်မဖွင့်တဲ့လူထက်ဈေး2,000 3,000တော့များကောင်းများနိုင်တယ်ဒါပေမဲ့သူတို့ဒါလည်းသူတို့အတွက်လည်းလောက်ကွက်ဖြစ်တာပေါ့နော်ဘာဖြစ်လို့လောက်ကွက်ဖြစ်လဲဆိုတော့ဒါမှလည်းသူတို့ရောင်းရမှာပေါ့နော်ဒီကျွန်တော်တို့ဆိုင်သမားတွေကကြတော့ဒီ2,000 3,000နဲ့ပို့ရမှာပဲကျွန်တော်တို့ဒီဘယ်လိုပြောမလဲကျွန်တော်တို့ကကာမိမှာပေါ့နော်ကျွန်တော်အခုဗီဒီယိုရိုက်ကြတာဒီကာမိမှာပေါ့ရှင်းပြောရင်အများစုကတော့ဒီ TikTok ကျွန်တော်ကြတော့ TikTok မှာ monetization ကျွန်တော်မရဘူးဒီတိုင်းပဲကျွန်တော်အပြော်တင်ပြချိုးကြဒီဘဲ monetization ရလို့ဆိုရှောက်လို့နော်ကျွန်တော်အကောက်ကျွန်တော်ဘာမှ monetization မရဘူးနော်ကျွန်တော်သုံးလာတာနှစ်ချီနေပြီဟို monetization လည်းကျွန်တော်မရှောက်ဘူးရှင်းမယ်ကျွန်တော်ကတော့အပျော်ပေါ့နော်အဓိကဒါလေးကြိုးရရင်တော့နာတယ်ဒါပေမဲ့ဘာမှလုပ်မရတော့တာနော်ပြီးရင်ကျွန်တော်နောက်တစ်ရုပ်ပြရမယ်အရန်လန်းတဲ့ထဲနောက်တစ်ရုပ်ပြရမယ်ကာလာ3တော်တော်လှတယ်ဗျာရှင်းပြောရင်ကာလာ3ကိုတော်တော်လှတယ်ဒီကောင်လေးကြည့်လိုက်ဗျာဒါဘာမှ editing မပါဘူးเนาะကျွန်တော်ဒီမှာဘာမှ editing မှာကျွန်တော်အခွက်ကြီးလေဘာမှ editing မပါဘူးเนาะဒီမှာကြည့်လိုက်เนาะတော်တော်ကြီးကိုလှပြုတ်ချသွားတယ်เนาะတော်တော်ကြီးကိုလှတယ်ဗျာဒါဒီလိုလေးတက်လိုက်ရုံပဲတော်တော်ကြီးကိုလှတဲ့အနေထားဗျာဒီကောင်မှမဝင်ဘေးကောင်မဝင်ရမလို့တော့ကျွန်တော်ပြောပြရတော့ခက်တယ်ဗျာပြီးရင်ဟိုတစ်ခါတော့ဗာလေဒီကောင်ဟို VS version တုန်းကဒီကောင် VS version တုန်းကဟို9,000ကျော်နဲ့ထွက်တယ်နော်ပြီးတော့နောက်တစ်လလည်းနေရောတရုပ်မှမရှိတဲ့အချိန်မှာဘယ်လောက်ဖြစ်သွားလဲထွန်းတော့ဒီကောင်9,000ခွဲဒီမှဖြစ်သွားတာ VS တော့မှဒီလောက် size လေးပဲရှိရနော်ဒီကောင်ရဲ့ထောက်ဝက်လောက်ပဲရှိရမပြောလဲတချို့လူတွေကသိကြမှာပါကျွန်တော်မပြောလဲချို့လူတွေကသိကြမှာပါနော်နောက်ဆုံးတရုပ်အနေနဲ့ကျွန်တော်မှဒီကုံဝါးကြီးဖြစ်တဲ့ဒီကောင်လေးကျွန်တော်ထုတ်ရောင်းပေးခြင်းတို့တနအားလဲနာလာပြီမေးတာခဏမေးကြတယ်နော်ဒါလေးနောက်ဆုံးရုပ်ဒါကျွန်တော်စုထားတဲ့နောက်ဆုံးအယုတ်ပဲနော်ဒါလေးခဏမေးကြတယ်ပြီးရင်ဒီ Zoro နဲ့ဒီZoroကတော့ကျွန်တော်မရောကျွန်တော်ဒီစုထားမှုလို့နာ error လေးလဲပါနေတဲ့အတွက်ကျွန်တော်မရောကျွန်တော်စိုင်းမှာအလှထားမှာမလို့တော့တိန်းထားမှာပေါ့နော်ဒီကောင်လေးရောင်းပေးမယ်ဒီကောင်ကကျွန်တော်6,000ခွဲလောလောဆယ်ဘူးဖောက်တော့6,000ခွဲလို့ပဲတတ်မှတ်လိုက်ပါနော်ကျွန်တော်လည်းဒီထက် short ပြီးလို့အဆင်မပြေဘူးနော်ဒါလေးရှိမယ်ဒါနောက်ဆုံးဘူးနော်ဒီထက်တန်တာလည်းမရှိတော့ဘူးဒါနောက်ဆုံးဘူးမှာကျွန်တော်အယုတ်လေးပေါ့နော်ဒါကောင်ကဈေးကအခုလက်ရှိပေါက်ဈေးက8,000နီးပါးဖြစ်နေတဲ့အကောင်ပေါ့နော်ဒါတော့ကျွန်တော်လောက်ကြံကြီးပြောတာမဟုတ်တကယ်ပေါက်ဈေးကကျွန်တော်ဆက်နောက်ဆုံးရုပ်ဒီကောင်မှလည်း history ရှိတယ်ဘာ history လဲဆိုတော့ကျွန်တော်ဒီကောင်ကိုဟိုထုတ်ရောင်းပေးမလို့လှုပ်လိုက်တဲ့အချိန်မှာတော်သေးတာကရောင်းချင်စိတ်လည်းမရှိဘူးဖြစ်သွားတယ်ပေါ့နော်အဲ့အချိန်မှာမှဗာလဲဆိုတော့ဒီကျွန်တော်ဂျောင်ထဲမှာထိုးထားတဲ့ဘူး2ဘူးတွေ့တော့ဗျာ2ယောက်လာဖို့ရအဲ့2ယောက်ပေးလိုက်တယ်မကုန်ဒါတော့မရောင်းတော့ဘူးဒါကျွန်တော်မှရှိရနောက်ဆုံးရုပ်ဒါလေးဟန်ကော့လေးဒါအီချီပဲအရင်တော့ဆိုလက်ဒီကောင်လက်ရှိအရင်တော့ဆက်ထွက်တော့ပေါက်စီက3သိန်းကျော်တယ်နော်ဒီကောင်လေး3သိန်းတော်ကျော်တာဒီဘာဖြစ်လို့တော်တော်လှတာမကြည့်သူရဲ့ effect ကဒီမှာဟို तू ကပင့်တော့မှမဟုတ်ပင့်ကိုအနက်နည်းနည်းရင့်တာတုံးပြီးတော့ဒီနားလေး तू အဖြော့လေးတုံးလိုက်တာနော်ဒါလေးကအထာကျသွားတာဗောဗျာဒီကောင်မှာပြီးရင်သူ့ရဲ့ဒီ motion တွေကလုံးဝကိုပြောစရာကိုမလိုတာဗျာတော်တော်လှတယ်နော်ဒီမှာကြည့်ထောက်ထားတဲ့အတိုင်လေးဆိုရင်လည်းတော်တော်မိုက်တယ်3ဘက်အပြည့်ပေါ့နော်စောင့်ရမိုက်တယ်ဈေးအတက်ကျတော်တော်မြန်တဲ့ကောင်9,000ခွဲထိတက်သွားပြီးတော့9,500ထိပြန်ကျသွားတဲ့ကောင်နော်ဒါလေးဒီမှာသူကကြတော့မွေနဲ့နော် size လည်းအရန်မသေးဘူး
နော်မွေပတ်ထားတဲ့ဖြစ်တဲ့ဆိုကြောင့် DHF မှာနေမွေပတ်ထားတဲ့ပုံစံလေးပေါ့နော်သူကတော့ကျွန်တော်အခုရောင်းမဲ့စီ6000ခွဲမရရင်တော့မရအောင်ဘာဖြစ်လို့ဒီကောင်ကနည်းနည်းတော့ဘူးဗျာမပြတော့ဘူးနော်ဒါအဆုံးသက်လေးဒါလေးနဲ့အဆုံးသက်ဒါဆိုဒါနှစ်ခေါက်ရှိပြီကျွန်တော်ရှေ့မှာဒီဗီဒီယိုရိုက်ထားတာအတန်မပါဘူးအတန်မပါတာကျွန်တော်